ဒီအကြောင်းလေးဆိုဒီမီးကပြန့်နေပြီတဲ့ ဟဲ့နင်တို့ဓမီရှာခိုင်းတာခုချိန်နေမတွေ့သေးဘူးလား အမေကလည်းတော်တော်သိမ့်ထားနေကြားနေပြီဟာဟုတ်ဒီထဲမှာဟောတွေ့ပြီဟုတ်နေရောโอ้ဘာလို့လူရဆက်တစ်ခုတောင်းပါတခင် ဟာခင်ဗျာဘာကြီးရောဘလူးကြီးရော ဓမီဆောင်နဲ့သမီးပါတခင် ဘလူးကြီးရောကြားတော့မကြားဘူးပါဘူးကြားဘူးကမြန်မိခွက်ဆောင်ဘလူးလိုမိခွက်ဆောင်နတ်သမီးလိုပဲကြားဘူးအခုကြမှာဓမီဆောင်နတ်သမီးရဲ့နတ်သမီးလည်းပြောတယ်ချွေးတယ်ဘာလို့ဟာ အော်ချွေးနေရလေအဲ့ဓမီတွေမှာအဲကုန်းမရှိတော့ပူတယ်လေပြီးတော့နှစ်တည်းကလည်းအကြာကြီးနေလာဆိုတော်တော်လေးလည်းပူတယ်အဲ့အကြောင်းမလို့ပါအော်ခိုင်းတော့ရှင်းကလေကျမကိုဓမီတွေကနေထုတ်ပေးထားဆိုတော့ရှင်းကိုကျေးဇူးဆက်တဲ့အနေနဲ့လူရဆက်တစ်ခုလိုဖြည့်ဆည်းပေးမယ် တခုတည်းလားဘလို့လုံးမိခွက်ဆောင်နတ်သမီးဆိုတော့3ခုတောင်းလို့ရခင်ဗျာကြမှာတစ်ခုတည်းတယ် မတူဘူးလေသူတို့ကမိခွက်ဆောင်ကျမကဓမီဆောင်သူတို့တက်လည်းပဲတစ်ဆင့်နေတယ်အဲ့အကြောင်းလူရဆိုတစ်ခုပဲတောင်းလို့ရ ဟုတ်ပါပြီတခုဆိုလည်းတခုပဲတောင်းပါမယ်ကျွန်တော်ရေကိုမီး24နာရီပြည့်အောင်လာပေးလို့ရတာ အော်အဲ့ဆူတောင်းကကြတော့ဖြည့်ဆည်းပေးလို့မရဘူးရှင်နောက်သမီးတို့အရင်နေခဲ့တဲ့နတ်ပြည်မှာလေလျှက်စစ်မီတွေပါတယ်မလို့လေအဲ့တော့လျှက်စစ်မီနဲ့ပတ်သက်တဲ့အစွမ်းတွေကဘာမှမသိခဲ့ရဘူး။အော်ဒါမဲ့လေတဝိုက်တဲ့နေလိုက်နဲ့တော့ဖြည့်ဆည်းပေးလို့ရတယ် ဟုတ်လားအဲ့ဆိုလုပ်ပေးပါဦး ။အဲ့ဆိုရင်လေတခင်ကိုကျမရဲ့အစွမ်းအနေနဲ့နေရာတနေရာကိုခေါ်တော့ပေးမယ်နော်။မျက်လုံးလေးမိတ်လိုက်တခင်နာလေဒီ AZ battery shop မှာရှိရဲ solar battery inverter တွေတက်လိုက်မယ်ဆိုတခင်အင်အားလေ24နာရီတော့မင်းလင်းနေမှာ ဒီလိုလုပ်မီးလင်းမယ်ဆိုတာသိကြလေပတ်စံမကုန်ကြတော့အလာကားရရဲ့နီးလန်းကိုစူတောင်းပါလေစုံနေမှာ ။နောက်သမီးလည်းလေလျှက်စစ်မီနဲ့ပတ်တိုင်းဒီလောက်ပဲဖြည့်ဆည်းပေးနိုင်လို့ပါ အဲ့ဒါဆိုရင်အဲ့စူတောင်းမပြေဘူးဆိုနောက်ထပ်စူတောင်းတစ်ခုစူတောင်းလို့ရတယ် ။ဟုတ်ရပါရဲ့ရှင် အဲ့ဆိုရင်ငါ့အိမ်မှာပတ်စံနေပြည့်ဖြစ်အောင်လုပ်ပေး ။အဲ့တော့လည်းဖြည့်ဆည်းပေးလို့မရဘူးရှင် ဘာလို့တော့လုပ်ပြန်ပြီ ။နောက်သမီးတို့လေအရင်နေခဲ့တဲ့နေရာမှာကျတော့ပတ်စံဆိုတော့300မလို့လေအဲ့ကြောင့်မလို့ပတ်စံနဲ့ပတ်သက်တဲ့အစွမ်းတွေကမတင်ခဲ့ရဘူးရှင် ဟာဒီနတ်သမီးကဘောင်းကုန်မဝင်တော့ပါဘူးသူကဓာမီလည်းပဲပြန်ဝင်ခိုင်းတော့မှာနတ်သမီးလား ။အာမုံကျူအာမုံကျူ Ay, ya se me la marico, triple para ella.